မင်္ဂလာပေါင်းတဲ့ခါညောင်းပါစီဗျာကျွန်တော်ဒီပြောပြပေးမှာကတော့ဂျပန်နိုင်ငံမှာရှိတဲ့ယာကုဇာရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ယာကုဇာတွေကခုဘယ်နေရာမှာရှိလဲဆိုရင်တော့ဒီရှင်ဂျူကုလိုနေရာမျိုးမှာဆိုရင်တော့ခါဘူကီချောနေရာများအများဆုံးတွေ့ရပါတယ်ဒီခါဘူကီချောမှာတွေ့ရတဲ့ပြီးရင်ရပုံကြီးလိုနေရာမျိုးတွေမှာလည်းတွေ့ရတတ်ပါတယ်ဒါကတော့တိုကျိုမှာပေါ့နော်တချို့နေရာတွေမှာလည်းအများအပြားရှိပါတယ်နေရာဒေသလိုက်ဒီကိုပြားချားနာတာတွေလည်းတွေ့ရပါတယ်ယာကုဇာတွေကဂျပန်နိုင်ငံမှာအဖွဲ့လိုက်ပေါ့နော်စနစ်တကျဖွဲ့စည်းထားတဲ့ရာဇဝတ်ဂိုင်းတကိုင်းဖြစ်ပါတယ်ယာကုဇာတွေကဘာတွေနဲ့သွားတူလဲဆိုတော့မာဖီးယားတွေပါပဲစီးပွားရေးလက်နက်ကာစီနိုမွေးရဆေးတွေပြီးရင်ဒီလိန်လုပ်ငန်းတွေရတယ်ပြီးတော့သူတို့စက်ကြီးကောက်တာတွေအားလုံးကိုထိန်းချုပ်ထားကြပါတယ်ဒီတမိုင်းနေနေရတော့သူ1600ခုနှစ်ကစပြီးတော့သူတို့ပေါ်ပေါက်လာတဲ့အဖွဲ့ကြီးဖြစ်ပါတယ်အဖွဲ့ရင်းမြစ်တွေကတော့အရန်ကြီးမားပါတယ်ဒီယာကုဇာတွေကသွေးနဲ့တစ္ဆာကိုဆက်သွယ်ထားကြပါတယ်အဖွဲ့စည်းလေးဖြစ်ပါတယ်သူတို့တက်တူးတွေဒီခန္ဓာကိုယ်မှာဒီကြောတွေရင်ဘတ်တွေမှာတက်တူးအပြည့်ထိုးပြီးတော့ဟိုလက်ချောင်းဖြတ်ခြင်းပေါ့နော်အဲ့လိုမျိုးတွေလှုပ်ဆောင်ကြပါတယ်ယာကုဇာတွေမှာဒီ UB ဆုမဲလို့လက်ချောင်းဖြတ်တဲ့ UB ဆုမဲပေါ့နော်လက်ချောင်းဖြတ်တဲ့ဘယ်လိုမျိုးလက်ချောင်းဖြတ်ခြင်းလို့ခေါ်ပါတယ်ဒီလက်ချောင်းဖြတ်ခြင်းတွေမှာဆိုလို့ရှိရင်သူတို့အမှားတစ်ခုကိုလုံးပြီးလို့ရှိရင်ဒီဂိုင်းပေါ်မှာသူတို့အမှားတစ်ခုကျူးလုံးနေလိုက်ဆိုလို့ရှိရင်သူတို့လက်ချောင်းကိုကိုယ်တိုင်ဖြတ်ပြီးတော့အိုးရဘုံလို့ခေါ်တဲ့ဒီအထက်ကလူကြီးကိုသူတို့ကဒီဘူးလေးနဲ့ထည့်ပြီးတော့ပေါ့နော်ပေးကြရပါတယ်လက်ချောင်းကိုလည်းကိုယ်တိုင်ဖြတ်ရပါတယ်ဖြတ်ပြီးတော့မှဒီအိုးရဘုံကိုတောင်းပန်တဲ့အနေနဲ့ဒီသွားပြီးတော့ပစ္စည်းကိုဒီဖြတ်ထားတဲ့လက်ကိုသွားပြီးတော့ပေးရပါတယ်ဒီဂျပန်ယနေ့ခေတ်မှာတော့ဂျပန်အစိုးရအနေနဲ့အရန်တင်းကျပ်ထားတဲ့အတွက်ယာကုဇာအဖွဲ့ဝင်တွေကအရန်ကိုယုံနေလာပါတယ်ဒါပေမဲ့အရင်ခုနှစ်ဒီမှာတော့ယာကုဇာတွေကအများကြီးတောင်းချီပြီးရှိနေပါတယ်ဒီနေ့ခေတ်မှာတော့ဒီယာကုဇာ2000လောက်ပဲကျန်တော့တယ်လို့ပဲဒီစည်ရင်းအနေနဲ့တွေးရှိရပါတယ်ဒါပေမဲ့စည်ရင်းအနေနဲ့တွေးရှိရတယ်ဆိုပေမဲ့ယာကုဇာတွေကအရင်လိုအမှုတွေကျူးလွန်နေလားဆိုတော့အရင်တုန်းကလိုမျိုးဒီရာဇဝတ်မှုတွေတော့အရန်ကြီးရောမကျူးလွန်ထားပါဘူးအရန်ကြီးမကျူးလွန်ကြတော့ဘူးကျူးလွန်နေဆိုရင်လည်းသူတို့ကိုထိထိရောက်ရောက်ဒီနိုင်ငံတော်ကနေပြီးတော့အပြစ်ပေးခြင်းကိုခံရတဲ့အတွက်အရန်ကြီးသူတို့ကျူးလွန်လို့မရတော့ပါဘူးအဲ့အတွက်ဒီအရင်တုန်းကလိုတက်စားလို့ရှိရင်ဒီဂျပန်နိုင်ငံကရာဇဝတ်မှုကအရင်ကတော့မတွေ့ရတော့ပါဘူးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်No perco tempo, ay. Lo que estoy pensando. Esses manos nunca vão me pegar. Botei de 3, eles nunca vão pegar. Eles nunca vão pegar.